ဘာတွေဘလို့ဆက်ဖြစ်မယ်ဆိုတော့ဟိုအသိမကြခင်မှာရုပ်ရှင်စကားတွေမှာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီစကားမှာပေါင်နေတဲ့ခုလိုမျိုးမင်္ဂလာဝဲကိုမင်္ဂလာရှိနေလာရောက်ရှိနေတဲ့အတွက်ကြောင့်အားလုံးမင်္ဂလာရှိစွာကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တင်ပြပြောလို့ပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်္ဂလာပွဲကိုလက်ရောက်ပေးကြရတဲ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပွဲပဲပြီးတော့မှခွဲချမ်းပြီးတော့နေလိုက်ကြတော့ဟုတ်ကဲ့ကျွန်တော်တို့တွေဥစောရဲ့ညွှန်ကြားမှုအောက်မှာမင်္ဂလာကောင်းကောင်းဆောင်နေကြပါတယ်အဲ့တော့အားလုံးကြည့်ရှုအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ကျေးဇူးပါပါတယ်မင်းမျိုးတို့ပြောပါဦးအားလုံးမင်္ဂလာပါမင်းတို့ရဲ့ဒီမင်္ဂလာပွဲကားလေးကကြည့်ရှုရကြရမယ့်ဒီ comedy romance drama လေးပေါ့နော် romance drama တော့ comedy romance comedy ပေါ့နော်ဆိုတော့ဒီကားလေးကိုကြည့်ပြီးတော့သဘောကျနိုင်မယ်လို့ညွှန်နေပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဒါဒီဘက်မှာလည်းဥစောရဲ့စကားပဲဥစောရဲ့အမျိုးတွေဒါအချို့တော်တော်များများမျိုးတွေကိုပြောင်းလာလို့သိရတယ်ဘာဖြစ်လို့အမလိုက်ရင်လည်းပြီးအောင်လို့ဘာလဲအပတ်တိုင်းဒီရဂပတ်ရှိုးဘာပြတ်မကွက်ပဲလာရောက်အားပေးကြတဲ့ပြည်သက်တွေတယောက်ချင်းစီတိုင်းလည်းကျေးဇူးများရွေးတင်ပါတယ်ဒီကားမှာလည်းဒီကက်ပတ်တွေနဲ့အခြားကားတွေမတူဘဲနဲ့တမူထူးကြတဲ့ရီရအောင်ကျွန်တော်တို့မင်္ဂလာပွဲဖွဲ့ထားတဲ့အားလုံးကြိုးစားရပါတယ်အားလုံးကျေးဇူးအားပေးကြဖို့လည်းကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီဘက်ကမခိုင်စတဲ့စစ်တပ်ပြောလို့မောင်တော့ဘာလို့ဒီကလေးမှာနောက်တစ်နေရာလေးပါဝင်ပြီးတဲ့ level preparation လေးကျဆုံးနေတယ်။အဲ့တော့ဝါဒါပေါ့နော်။အဲဒီစိတ်မောတွေပေါ့နော်ခဏလေးကြည့်ပြောချင်တယ်။လက်သိငယ်ပါတော့။လာဖို့ပေါ့နော်။စကားကိုလာပြီးကြည့်ပေးကြပါလို့ပြောပါတယ်။အများကြီးလည်းပြေးပေးကြပါနော်။ကျေးဇူးပါတယ်။ဒီဆောင်ဆက်ပြောပါဦးဟုတ်ကဲ့ကျွန်တော်ဆက်ကွန်ဖြစ်ပါတယ်ဒီမင်္ဂလာပွဲရဲ့စကားထဲမှာကျွန်တော်ပါဝင်တဲ့အခမ်းအနားမှာများလို့လည်းအကောင်းဆုံးကြိုးစားလာပါတယ်အားပေးကြပါဦးကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီစကားမင်္ဂလာပွဲဆိုတဲ့အတိုင်းမင်္ဂလာရှိမဲ့ပြည်သက်တွေကြိုက်တဲ့တတ်မဲ့စကားလေးဖြစ်ဖြစ်ဆိုတာသိကြပါမယ်လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါတယ်ကိုတက်လက်ပြောပြအောင်ကျွန်တော်တို့ဒါကတော့ဥစောရဲ့ဟာတာကားလေးပါပဲဥစောကားလေးကတော့တကားနဲ့တကားမတူအောင်လို့ကျွန်တော်တို့ flow လေးတွေလုပ်ထားတယ်နောက်ကျွန်တော် rotation တွေပုံစံလေးတွေမတူအောင်လို့ဖြောပြပြင်ဆက်ထားတာဖြစ်တဲ့အတွက်လို့ဒီမင်္ဂလာပွဲဆိုတဲ့ရုပ်ရှင်ကားကြီးကိုလုံတင်တဲ့ခါကျရင်လည်းလာရောက်အားပေးကြပါဦးတစ်စင်နာတစ်စင်ပါပြီးပါလို့ပြောချင်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုကန်နဲ့ကိုတက်လက်ကတမန်ရုံမှာပဲပြောင်းနေလို့မှာဖြစ်ပါတယ်နော်ကျေးဇူးပါတယ်ကိုကြီးတို့မင်္ဂလာပါခင်ဗျာကျွန်တော်တို့မင်္ဂလာပွဲ pressure ကိုလာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်29ရက်နေ့ရုံတင်ရင်လည်းအားပေးဖို့ဖိတ်ခေါ်ပြီးပါကျေးဇူးတင်ပါတယ်ကျေးဇူးပါတယ်ဒီပြောသလိုပဲကျွန်တော်ဒီက29ရက်နေ့တောက်ကြနေ့မှာဒီမင်္ဂလာပွဲရုပ်ရှင်သားကြီးရုံတင်အားပေးပါလို့ပြောချင်ပါတယ်တဲ့ကြီးဟဲ့ရတော့ပြန်ပြီသွားငါတို့က free wedding ရိုက်နေကြားလိုက်လို့ပြီးနေတာဟဲ့ရတော့ပြန်ပြီဒီဝေးပက်ကစ်တွေကိုချီးပါတဲ့ပက်ကစ်များတွဲထည့်ရလားမသိဘူးကွာ